လှိုင်းသားရ3ဝင်းတော့လှိုင်းသား3ဝင်းတော့ကနေဒီမောင်လေးသူ့ဆိုရင် ဒီမျိုးနဲ့သဝင်းတော့လောက်ပါ အော်လှိုင်းသား3ဝင်းတော့မဟုတ်တွင်းနဲ့3ဝင်းတော့ ဒီမျိုးနဲ့သဝင်းတော့ပါ ခဏလာလည်းမမှတ်မိဘူးလားသူဆိုရင်တစ်ခါတစ်လောက်မလာပြဘူးဆိုရင်အနည်းဆုံးလေ2ချိန်လောက်တော့လာဝယ်ပြီးဖြစ်တယ်ဒီဘက်ပါလေအခုလည်းဒါဘယ်ကနေပြလိုက်ကြတာဒီဟာလေးကို ဒါပြတက်တော့လည်းတွေ့လို့ပါနောက်တစ်ခါလာဝယ်လာပါ ခဏလေးနော်ဒါလေးဆိုလို့ရှိရင်ဒါ Redmi Note 14 Pro လေးပေါ့နော် Note 14 Pro ဒီကောင်လေးကလည်းရေဆိုရေစင်ခံမဲ့ Note 15 Pro ထွက်လာလို့ဒါဒါလေးကိုမေ့သွားမှာဆိုလို့တစ်ချက်ပြန်ပေါ်ပေးလိုက်မယ်ပေါ့နော် CPU ဆိုရင်ဒီကောင်လေးက Dimensity 9400 Ultra ကိုသုံးပေးထားပြီးတော့ရေဆိုရေစင်ခံသူလည်းမှန်ကုန်းမှန်လက်ပွေပဲအဲ့မှာ speaker ဘိုင်းဆိုလို့ရှိရင်အမတို့ဒီအပေါ်အောက်နောက်တစ်ခု camera ပေါ့နော် camera ဆိုလို့ရှိရင်လည်းအမတို့ Note 50ထွက်လာလဲဒီကောင်နဲ့ရှင်ရိုက်လို့ကိုရတဲ့အနေထားထဲမှာပါပါတယ်ရှင်အသွင်းဝက်လေးကတော့ထုံးစံတိုင်းပဲ45 watt နဲ့လာပါတယ် battery ampere ကတော့9100လေးပါအခုလက်ရှိဒါလေးကိုရောင်းပေးထားတာကဒီမောင်လေးကလက်ငင်းလာဝယ်သွားတာပေါ့နော်9သိန်း4000ဝန်းကျင်လေးနဲ့ရောင်းပေးထားတယ်အရေးကြရှောက်ချင်တဲ့ဒူဆိုရင်ဒါလေးကိုကနဦးဒီ2သိန်း4000ဝန်းကျင်လောက်ရှိုံနဲ့ဒီကောင်အရေးကြရှောက်ပြီး6လ9လ12လလည်းလေဝယ်လို့ရပါတယ်ရှင် ကိုကြီးတဲ့မိုက်ကြတဲ့သဘောကောင်းပါတယ်ဆောက်ပစ်ပိုင်းနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိပါတယ်တရားရတိုင်းတော့ပဖန်ပါ ကျေးဇူးအများကြီးတင်ပါသူဆိုတစ်ခေါက်ခေါက်မနေဘူးနော်တဝန်တော့အဲ့တော့မှမှားပြီးလိုက်တာတဝန်တော့လည်းမိသွားလို့ပါကျေးဇူးတင်ပါတယ်